န်းကြီးတို့တွေဘဝတစ်ခုကိုရရှိပြီးတော့ထားကြတယ်ထိုဘဝတစ်ခုဟာဘာကြောင့်ဖြစ်နေသလဲဆိုတာကိုဘုရားမြတ်စွာရဲ့ဒေသနာတော်တွေထဲကနေထုံနှုံပြီးတော့ပြောရမယ်ဆိုရင်အင်္ဂုတ္တရနိကေမှာဘုရားမြတ်စွာကရှင်အနန္ဒမထေရမြတ်ရဲ့အမေးကိုဖြေတဲ့အနေနဲ့ဘဝဆိုတာဘာကြောင့်ရလာရသလဲဆိုတာကိုအချင်းချင်းဟောထားတာရှိပါတယ်ရှင်အနန္ဒမထေရမြတ်ကမေးလျောက်တယ်ရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖေဟာတဲ့ဘဝလို့ပြောနေကြပါတယ်ဘယ်လိုအတိုင်းအတာကြောင့်ဒီဘဝတစ်ခုဟာဖြစ်ပေါ်လာရတာပါလဲဆိုတဲ့ဒီမေးခွန်းကိုရှင်အနန္ဒာကမေးတယ်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကကံတရားကိုဥတည်ပြီးတော့ဟောတယ်အေးဘဝကိုရင့်ကျက်စေတတ်တဲ့ဘဝကိုထုတ်လုပ်တတ်တဲ့ကံတရားမရှိဘူးဆိုတာဘဝကံတရားမရှိဘူးဆိုလို့ရှိရင်ဘဝဆိုတာဖြစ်ပေါ်လာနိုင်ပါမလားမဖြစ်ပေါ်လာနိုင်ဘူးဘဝကိုအဓိကဖြစ်စေတတ်တဲ့တရားကတော့ကံတရားပဲလို့ဘုရားမြတ်စွာကအဲ့ဒီသုတ်တံမှာဒီလိုခေါ်ထားတယ်ကာမဓာတုဝေပကံကမ္မနဘဝိတအပိနုကာမဘောပညာရေးထားတဲ့ကာမဘုံမှာဖြစ်စေနိုင်တဲ့အကျိုးပေးတဲ့ကံမျိုးမရှိဘူးဆိုရင်ကာမဘဝဆိုတာပေါ်လာနိုင်ပါမလားလို့ဘုရားမြတ်စွာကမေးခွန်းထုတ်ရှင်အနန္ဒမထေရမြတ်ကပြန်ဖြေတယ်မဖြစ်နိုင်ပါဘူးဖေဟာအဲ့တော့ဒီအမေးဖြေစကားကိုကြည့်မယ်ဆိုလို့ရှိရင်ဘဝကိုအဓိကထုတ်လုပ်ဖန်တီးနေတာဟာကံတရားပဲလို့ဒါဗုဒ္ဓဘာသာတွေကဒီလိုခံယူရမှာဖြစ်တယ်တခြားဘာသာတွေကဘဝတစ်ခုရလာတာဟာတခြားအကြောင်းတွေနဲ့ဥတည်ပြီးတော့ပြောလို့ရှိကြတယ်ဣန္ဒြနေမာနဝါဒကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်တွေကြတော့အေးဘဝဆိုတာဘာကြောင့်ရလာတာတုံးလို့ဆိုအေးဘဝဆိုတာသာဝရဘုရားကြီးကဖန်ဆင်းလို့ရလာတာသာဝရဘုရားကြီးရဲ့အလိုတော်ကြသာဝရဘုရားကဖန်ဆင်းလိုက်သည့်အတွက်ကြောင့်ဘဝတစ်ခုရလာတာလို့ဒီလိုဘဝရာကြီးအကြောင်းကိုဘုရားဟောကြားတဲ့အကြောင်းနဲ့မတူညီတဲ့အကြောင်းတစ်ခုကိုပြပြီးတော့ဟောလိပြောဆိုလိရှိကြတယ်ပေါ့ဒါကတစ်ခုတချို့ကတော့အိန္ဒိယနိုင်ငံမှာဘုရားမြတ်စွာရဲ့လက်ထက်တော်အခါဖယားမပွင့်မီအချိန်ကနေစပြီးဘုရားမြတ်စွာပွင့်ပေါ်လာတဲ့အချိန်ဒီကနေ့ထိအောင်ဘဝအကြောင်းကိုလေ့လာဆန်းစစ်နေတဲ့ဘဝနဲ့ပတ်သက်တဲ့ philosophy လို့ပြောရမယ့်အတွေးအခေါ်တွေမြောက်များစွာပေါ်ထွန်းလာခဲ့တယ်အဲ့ဒီထဲမှာဘဝတစ်ခုကိုရလာတာနဲ့အကြောင်းပြုပြီးတော့အမျိုးမျိုးအယူဆတွေတင်ပြလေးရှိကြတယ်တချို့ဝါဒကဘဝတစ်ခုဘာကြောင့်ဖြစ်ပေါ်လာတုံးလို့ဆိုလို့ရှိရင်ကောင်းကင်မှာလွင့်ပြန်နေတဲ့မြူမှုန်ကလေးတွေဟာထိုမြူမှုန်ကလေးတွေဟာတစ်ခုနဲ့တစ်ခုပေါင်းမိသွားလို့ရှိရင်ပေါင်းမိရာကစပြီးဘဝတစ်ခုဖြစ်ပေါ်လာတယ်လို့ဒွိအနုကဝါဒဆိုပြီးတော့ဒီလိုလည်းပဲဘဝရဲ့အစကိုပြောကြတာရှိတယ်ပေါ့စံခယာဖလိုဆိုပြီးလို့ခေါ်တဲ့စံခယာဝါဒရဲ့အရာကြတော့ပကတိဆိုတဲ့ထာဝရရှိနေတဲ့အရှိတရားရဲ့သူတို့အခေါ်နဲ့ပုရုရှလို့ဆိုတဲ့နန္တရားရဲ့အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါပကတိနဲ့ပုရိသပေါင်းစပ်လိုက်သည့်အတွက်ကြောင့်ဘဝတစ်ခုဟာဖြစ်ပေါ်လာတယ်လို့စံခယာဝါဒကဒီလိုဆိုတယ်အဲ့ဒီလိုပဲဘဝဖြစ်ပေါ်လာတာတွေနဲ့ပတ်သက်ပြီးတော့မိမိတို့စိတ်แท้ထင်ရာဝိမန္တာနုစရိတလို့ခေါ်တဲ့သူတို့ရဲ့အတွေးအခေါ်တွေးကြည့်ပြီးတော့ဘဝတစ်ခုဟာဘယ်လိုပေါ်လာတာလို့ပုံစံအမျိုးမျိုးဖော်ပြီးတော့ပြောကြတယ်သို့တော်ထိုပြောဆိုချက်တွေဟာတခုမှမှန်တယ်လို့မဆိုနိုင်ဘူးဘာဖြစ်လို့တုံးဆိုတော့ဘုရားမြတ်စွာက
အဲ့ဒီအကြောင်းချင်းရာတွေကြောင့်ဖြစ်တာမဟုတ်ဘူးလို့ညင်းဆိုထားခဲ့တာဖြစ်ပါဘုရားမြတ်စွာရဲ့အလိုတရားကတော့အေးဘဝတစ်ခုရလာတာဟာကံကြောင့်ရလာတာလို့ဒါဖြင့်ဒီကံကဘယ်မှာဖြစ်တာတုံးဆိုတော့ဒီဘဝထဲမှာပဲဖြစ်တာပဲဘဝထဲမှာပဲမိမိတို့နေ့စဉ်ဘဝမှာလှုပ်ရှားနေတဲ့စိတ်နဲ့ကြံတွေးတာတွေနှုတ်နဲ့ပြောဆိုတာတွေကိုယ်ထိလက်ရောက်လောက်ကင်ဆောင်ရွက်နေတာတွေကာယကံဝစီကံမနောကံလို့ဆိုတဲ့လှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေအောင်တွန်းအားပေးနေတဲ့စေတနာသဘာဝတရားအဲ့ဒီစေတနာသဘာဝတရားနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စွမ်းအားရှိတဲ့စေတသိက်အချုပ်အဲ့ဒီတရားတွေကိုကံလို့ဘုရားမြတ်စွာကသတ်မှတ်ပြီးတော့ဟောကြားတယ်အဲ့ဒီကံတရားတွေဟာစွမ်းအားရှိတယ်ဘဝတစ်ခုကိုထုတ်လုပ်နိုင်တဲ့စွမ်းအားရှိတယ်သို့တော့ဒီကံတရားတွေဟာသူတို့ကြီးတက်တက်ဘဝတစ်ခုကိုထုတ်လုပ်နိုင်သလားလို့ဆိုတော့မထုတ်လုပ်နိုင်ဘူးဥပမာမဲ့မျိုးစိတ်လေးတစ်ခုကအပင်တစ်ပင်ကိုပေါက်စေတယ်ဆိုတဲ့နေရာမှာမျိုးစိတ်လေးကြီးတက်တက်မထုတ်လုပ်နိုင်ဘူးမြေနဲ့ရေနဲ့ပေါင်းစပ်မှထိုမျိုးစိတ်လေးဟာအပင်တစ်ခုကိုထုတ်လုပ်နိုင်တယ်အပင်ပေါက်လာနိုင်တယ်အဲ့ဒီသဘောပဲကံတတ်တတ်နဲ့ဘဝတစ်ခုကိုမရနိုင်ဘူးထိုကံရဲ့အကူအညီဖြစ်တဲ့အကြောင်းတရားတွေကပေါင်းစပ်ထားမှသာလျှင်ကံတဲ့ဘဝတစ်ခုဆိုတာဖြစ်ပေါ်လာနိုင်တယ်ဒါကိုဘုရားမြတ်စွာကပရိစ္ဆသမုပ္ပါမှာအကြောင်းနှစ်ခုကိုအတိတ်ဘဝကအကြောင်းနှစ်ခုဖြစ်ဖြစ်မြတ်စွာဘုရားကဟောထားတာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏလို့အဝိဇ္ဇာနဲ့သင်္ခါရဒီနေရာမှာအဝိဇ္ဇာဟာကိလေသာသင်္ခါရကကံဟောကံနဲ့ကိလေသာရဲ့အကူအညီကိုရယူပြီးတော့ကံတရားဖြစ်တဲ့သင်္ခါရကနေဝိညာဏလို့ဆိုတဲ့ဘဝတစ်ခုကိုစတင်ထုတ်လုပ်ပေးတာလို့ဒါဗုဒ္ဓမြတ်စွာရဲ့ပရိစ္ဆသမုပ္ပါရှုထောင့်ကပြောမယ်ဆိုလို့ရှိရင်ကြည့်ပရိစ္ဆသမုပ္ပါမှာဟောတဲ့တရားပဲဖြစ်စေတခြားနေရာမှာဟောတဲ့တရားပဲဖြစ်စေအဘိဓမ္မာဆိုင်ရာကျမ်းဂန်တွေမှာဟောတဲ့တရားပဲဖြစ်စေဘုရားရဲ့မြတ်စွာရဲ့တရားဓမ္မတွေဟာတထက်ထဲတွေကြီးပဲအကုန်လုံးဘာဖြစ်လို့လဲဆိုရင်အမှန်တရားဟာတူညီမှုရှိတာဟိုနေရာတစ်မျိုးဒီနေရာတစ်မျိုးဒီလိုဟောတာမျိုးမဟုတ်ဘူးအေးရည်ရွယ်ချက်တစ်ခုအနေနဲ့ဥတီချက်ထားပြီးဟောတာမျိုးကတော့ရှိတယ်ပေါ့အဓိကပဓာနာဥတီပြောတာရှိတယ်တခါတလေအချမ်းရံအကြောင်းတရားတစ်ခုကိုဥတီပြောတာရှိတယ်သို့သောအဓိကပဓာနာတရားတစ်ခုကိုဥတီပြောလိုက်လို့ရှိရင်ချမ်းရံအကြောင်းတရားတွေလည်းပါလာနိုင်တယ်ဒါကြောင့်ပရိစ္ဆသမုပ္ပါနဲ့ကြည့်မယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတဲ့တဘာဝတရားကအမှန်တရားကိုဖုံးကွယ်ပြီးတော့ပေးထားတယ်အမှန်တရားကိုဖုံးကွယ်ထားသဖြင့်ဆင်းရဲတာကိုချမ်းသာတယ်လို့ထင်တယ်မမြဲတာကိုမြဲတယ်လို့ထင်လာတယ်ကိုယ့်ရဲ့စွမ်းဆောင်မှုလုပ်လို့ရတာကိုကိုယ့်ရဲ့အလိုတိုင်းမဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့ထင်လာတယ်ဆိုတဲ့အထင်အမြင်မှားယွင်းမှုတွေကိုအဝိဇ္ဇာကနေပြီးတော့ဖန်တီးပေးထားတယ်အမှန်တရားကိုကာဝယ်ပေးထားတယ်အဲ့ဒါလို့အမှန်တရားကိုကာဝယ်ပေးထားတဲ့အခါကျတော့အမှန်ကိုမသိသည့်အတွက်ကြောင့်လုံးမိလို့ရတယ်လို့တယ်ဟောအဝိဇ္ဇာပစ္စယသင်္ခါရလို့ကံတရားတွေဟာဒီလိုဖြစ်လာအဲ့ဒီကံတရားတွေဖြစ်လာလို့ကံတရားတွေကစုမိဆောင်းမိဖြစ်လာတာနဲ့တပြိုင်နက်ထိုကံတရားတွေကကိလေသာရဲ့အကူအညီကိုယူပြီးတော့ဝိညာဏလို့ဆိုတဲ့ဘဝတစ်ခုရဲ့အစကိုစတင်ထုတ်လုပ်တာဒီကနေစပြီးဘဝဆိုတာရလာတာလို့အဲ့တော့လူသားတွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာသင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတာကံတရားထိုသင်္ခါရဆိုတဲ့ကံတရားသည်အဝိဇ္ဇာဆိုတဲ့ကိလေသာရဲ့အကူအညီအဝိဇ္ဇာကိုဥတီပြောပေမဲ့လို့အဝိဇ္ဇာတစ်ခုတည်းကသင်္ခါရကို
အကူအညီပေးတာမဟုတ်ဘူးတဏှာကလည်းအကူအညီပေးသေးတယ်အဝိဇ္ဇာဆိုတဲ့ကိလေသာကိုပြောလိုက်တဲ့ဖြင့်တဏှာဆိုတဲ့ကိလေသာလည်းဒီထဲမှာပါနေတယ်ဆိုတာကိုမှတ်ရမယ်ပေါ့အဓိကဗရဏတစ်ခုကိုပြောလိုက်လို့ရှိရင်ဗရဏမဟုတ်တဲ့ဟာလည်းပဲပါဝင်မိသားဖြစ်သွားတယ်ဒါကြောင့်ပရိစ္ဆေသမုပ္ပါဒ်မှာကြည့်မယ်ဆိုရင်ကိလေသာနဲ့ကံဒီပူးပေါင်းပြီးဘဝတစ်ခုကိုဖန်တီးထားတယ်ထုတ်လုပ်ထားတယ်ဆိုတာဟာအမတန်မှထင်ရှားတယ်ဒါကိုလက်ခံလိုက်တာနဲ့တပြိုင်နက်ပဂတိတို့ပုရိသတို့ဒီနှစ်ခုပေါင်းစပ်လို့ဖြစ်လာတာဆိုတာလည်းမဟုတ်ဘူးမြူမုံလေးနှစ်ခုပေါင်းစပ်ရာကနေပြီးတော့အသက်ဝင်လှုပ်ရှားလာတာဆိုတာလည်းမဟုတ်ဘူးထာဝရဘုရားကနေပြီးတော့ဖန်ဆင်းလိုက်တာဆိုတာလည်းမဟုတ်ဘူးတဲ့တကယ်တော့ဖန်ဆင်းနိုင်တဲ့ထုတ်လုပ်နိုင်တဲ့စွမ်းအားတွေဟာတတ္တဝါတွေရဲ့တဏ္ဍာမှာပဲဖြစ်နေတဲ့စွမ်းအားတွေပဲလို့ဆိုတာမြတ်စွာဘုရားကရှာပြီးတော့ပြတယ်အေးဒါကြောင့်မို့လို့ဘဝဆိုဒီမှာထိုသုတ်တံမှာမြတ်စွာဘုရားကဟောထားတယ်ကမ္မံခိတ္တံဝိညာဏံဘိဇံတဏတနေဟောတဲ့ကံကလယ်မြေနဲ့တူတယ်ကံကမြေကြီးနဲ့တူတယ်မြေကြီးနဲ့တူတဲ့ကံအလွှာပေါ်မှာဝိညာဏလို့ဆိုတဲ့မျိုးစေ့ချလိုက်တယ်အေးမြေကြီးနဲ့မျိုးစေ့ရှိုံနဲ့မဖြစ်သေးဘူးအဆိုဓာတ်ဆိုတဲ့ရေကလိုသေးတယ်အဲ့ဒါကတဏတနေဟောတဏကရေဓာတ်ပဲအဆိုဓာတ်ပဲပေါင်းလိုက်တဲ့အခါကျတော့ကံရဲ့တဏရဲ့ဒီနှစ်ခုရဲ့ဒီကိလေသာရဲ့ကံရဲ့ဒီနှစ်ခုရဲ့စွမ်းအားကြောင့်ဝိညာဉ်မျိုးစိတ်လေးကျလာပြီးတော့ဘဝဆိုတဲ့အပင်ပေါက်လာတာလို့မြတ်စွာဘုရားကသဘာဝကြကြဒီလိုအဲ့ဒီသုတ်တံမှာဟောထားတယ်အင်္ဂုတ္တထဲမှာဘဝသုတ်တံဆိုတာတိကနိဗ္ဗာန်မှာနှစ်ခုရှိတယ်အဲ့ဒီသုတ်တံနှစ်ခုကရှင်းတဲ့ဟာပရိစ္ဆေသမုပ္ပါဒ်ကရှင်းတာနဲ့တူတူပါပဲအေးဒါကြောင့်မို့လို့ကမ္မံခိတ္တံဝိညာဏံဘိဇံတဏတေနေဟောကံကိုဘာဖြစ်လို့မြေလွှာနဲ့တူတယ်လဲလို့ပြောရတယ်လဲဆိုလို့ရှိရင်ဝိညာဉ်မျိုးစေ့ချတဲ့အချိန်မှာကံကဖန်တီးပေးထားတဲ့အာယုံပေါ်မှာဝိညာဉ်မျိုးစေ့ကကြာရတယ်ဒါကြောင့်မို့လို့ကံဟာထိုအချိန်မှာအလုံးကိုစွမ်းဆောင်နေတာဖြစ်သောကြောင့်ကံကိုမြေလွှာလို့မြတ်စွာဘုရားကဥပမာပေးထားနားလည်နိုင်တဲ့စကားတစ်ခုအနေနဲ့ဥပမာပေးတာပေါ့လူတိုင်းဟာဒီမျိုးစေ့လေးတစ်ခုကိုမြေကြီးပေါ်မှာချစိုက်ပြီးအပင်ပေါက်တယ်ဆိုတာလူတိုင်းသိနေကြတယ်ဘဝဆိုတာလည်းအပင်တစ်ခုနဲ့အလားတရံတူတယ်တဲ့ကံဆိုတဲ့မြေလွှာပေါ်မှာဝိညာဉ်မျိုးစေ့လေးကြတဏှာဆိုတဲ့အစေးဓာတ်အဆိုဓာတ်ကလေးနဲ့ဖန်တီးပေးလိုက်တဲ့အခါထောက်ပံ့ကူညီပေးလိုက်တဲ့အခါကျတော့ဘဝဆိုတဲ့အပင်လေးတစ်ခုဟာရှင်သန်ထွားကြိုင်းလာတယ်လို့ဒီလိုဆိုလိုတာပေါ့ဒါဘဝတစ်ခုဟာဘယ်ပုံပဲနည်းဖြစ်ပေါ်လာတယ်ဆိုတဲ့ဆံရအကြောင်းတရားတွေနဲ့မြတ်စွာဘုရားကရှင်းပြီးတော့ပြတယ်